ဓာတ်ပုံတစ်ပုံမှအချိန်ကာလမရွေးတန်ဖိုးရှိမိပါရှမ်းလက်ရာမြောက်အမှုပညာပစ္စည်းတို့မိသားစုတိုင်းတွင်ချစ်ချင်းမြတ်တာမိသားစုအမွေအနှစ်နှင့်မမေ့နိုင်သောအခိုက်အတန့်များအကြောင်းဇလန်းတစ်ပုဒ်ကိုပြောပြနေသည့်ဓာတ်ပုံတစ်ပုံရှိတတ်ပါသည်ထိုတန်ဖိုးရှိသောအဖြူအမေးမှတ်တရဓာတ်ပုံကိုပြတိုက်အဆင့်အရေးသွေးရှိသောလက်လုပ်ပါရှမ်းကော်စောအဖြစ်ပြောင်းလဲလိုက်သည်ကိုစိတ်ကူးကြည့်ပါပုံတူတစ်ပုံချင်းစီကိုအလွန်ဂရုတစိုက်ဖြင့်လက်ဖြင့်ချီထုံးပြုလုပ်ထားပြီးထောင်ပေါင်းများစွာသောချီထုံးများဖြင့်မျက်နှာအမူအရာတိုင်းအသေးစိတ်တိုင်းနှင့်ခန်းစားချက်တိုင်းကိုအသက်ဝင်လာစေပါသည်ယင်းသည်ရိုးရိုးဓာတ်ပုံပုံတူပြုလုပ်ခြင်းထက်ပိုမို၍ထူးခြားသောအမှုပညာလက်ရာတစ်ခုဖြစ်လာကကမ္ဘာရှိအကြဆုံးနှင့်အလေးစားခံရဆုံးအမှုပညာအစဉ်အလာများထဲမှတစ်ခုတွင်တင့်မိသားစု၏အမွေအနှစ်ကိုထိန်းသိမ်းပေးပါသည်ဒန်နီယိုဘက်ခတ်လက်လုပ်ပါရှမ်းပုံတူကော်စောသည်ဂုံတိတ်ခါယဉ်ကျေးမှုနှင့်အချိန်ကာလမရွေးတန်ဖိုးရှိသောလက်မှုပညာ၏သင်္ကေတတစ်ခုဖြစ်သည်တာမန်ဓာတ်ပုံများနှင့်မတူဘဲနင်းကိုမျိုးဆက်ပေါင်းများစွာကြာရှည်ခံရန်ရည်ရွယ်ဖန်တီးထားပြီးမိဘများထံမှသားသမီးများထံသို့ဆက်လက်ဆင့်ကမ်းနိုင်သည့်တန်ဖိုးထားရသောမိသားစုအမွေအနှစ်တစ်ခုဖြစ်လာစေပါသည်ထို့အပြင်စိတ်ခံစားမှုဆိုင်ရာတန်ဖိုးနှင့်အမှုပညာတန်ဖိုးနှစ်မျိုးလုံးကိုထိန်းသိမ်းပေးပါသည်